မျိုးသမီးတယောက်ဟာနှစ်နှစ်ကြာကိုမှဖြစ်နေရကနေနိုးလာတဲ့အခါမှာသူမမှာ9လအရွယ်ကိုဝန်ရှိနေတာကိုသိလိုက်ရပါတယ်2022ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ပြင်းထန်တဲ့ကားအဆီဒန့်ကြောင့်ဆာရာတယောက်သတိမိမြောသွားခဲ့တာပါဆရာဝန်တွေကတော့သူမမှာသတိမရှိတော့တယ်လို့ဘာတုံ့ပြန်မှုမှလည်းမလုပ်နိုင်တော့ဘူးလို့ဆိုပါတယ်သူမရဲ့မိသားစုကနေတိုင်းလာပြီးလက်ကလေးကိုကင်ထားပေးတယ်စကားတွေပြောပေးတယ်ဒါပေမဲ့ဘာထူးခြားမှုမှမရှိခဲ့ပါဘူးဒါပေမဲ့ညဘက်စိတ်ယုံကြီးတိတ်ဆိတ်သွားတဲ့အချိန်မှာတော့အခြားလူတယောက်ရောက်လာတတ်ပါတယ်သူကတော့ညဆောင်တက်ရှင်ဝန်ထမ်းကားလို့ပါနှစ်လုံးညတိုင်းသူဟာဆာရာကိုစကားတွေပြောတယ်စာအုပ်တွေဖတ်ပြတယ်တူတူလေးတချင်းတွေဖွင့်ပြခဲ့ပါတယ်သူမကျွန်တော်အတန်ကိုကြားနိုင်မယ်လို့ကျွန်တော်ခန်းစားခဲ့ရတယ်လို့သူကရဲတွေကိုနောက်ဆုံးပိုင်းမှာပြပြခဲ့ပါတယ် CCTV မှတ်တမ်းတွေရလဲသူဟာညတိုင်းမိနစ်30ကြာအောင်သူမစီလာခဲ့တာကိုအတည်ပြုနိုင်ခဲ့ပါတယ်အဲ့ဒီနောက်2024ခုနှစ်မတ်လမှာတော့မဖြစ်နိုင်တဲ့အရာတစ်ခုကိုသူနာပြုတယောက်သတိထားမိလိုက်ပါတယ်ဆာရာရဲ့ဘိုက်ကတဖြည်းဖြည်းနဲ့ကြီးလာတာပါစစ်ဆေးကြည့်တဲ့အခါမှာတော့သူမမှာ9လအရွယ်ကိုဝန်ရှိနေတာကိုအတည်ပြုနိုင်ခဲ့ပါတယ်ဒီကနေစစ်ဆေးချက်အရာကလေးရဲ့ဖခင်ကားလို့ဖြစ်နေတာကြောင့်သူ့ကိုချက်ချင်းဖမ်းဆီးလိုက်ပါတယ်ကျွန်တော်သူမကိုချစ်မိသွားလို့ပါလို့သူဝန်ခံခဲ့ပါတယ်အဲ့ဒီနောက်မှာတော့မယုံနိုင်စရာတစ်ခုထပ်ဖြစ်ခဲ့ပါတယ်2024မေလမှာဆာရာနိုးလာခဲ့ပါတယ်ရဲတွေကကားလို့ရဲ့တပ်ပုံကိုပြတဲ့အခါမှာသူမကကျမသူ့အတန်ကိုမှတ်မိတယ်မောင်းမိုက်နေတဲ့အချိန်မှာကျမတူဦးလေးတော့ကြားခဲ့ရတဲ့အတန်ကသူပဲလို့တူတူလေးပြောခဲ့ပါတယ်ဆာရာကသူ့ကိုအမှုမဖွင့်ဖို့ညှင်းဆိုခဲ့ပြီးသူကကျမကလေးရဲ့အဖေပဲလို့ပြောခဲ့ပါတယ်2024ဩဂုတ်လမှာတော့သူမကလေးမိဖွားခဲ့ချိန်မှာတော့ကားလို့စာကလေးအုပ်ထင်းခွင့်ရဖို့စူးစမ်းနေပါတယ်ဒါဆိုတင်ကောဘလို့ထင်လဲဒါဟာရာဇဝတ်မှုတစ်ခုလားဒါမှမဟုတ်စီးကြော်လာတဲ့အံ့ဩဖွယ်တစ်ခုလား